တာကြီးစိတ်မဆိုးပါနဲ့ကွာငါတောင်းမှမှာလေကွာစိတ်မဆိုးပါနဲ့ငါခေါ်ရနေတော့ပြီးစားလာများနေတော့ခေါ်ရနေတော့ဒီစိတ်မဆိုးနဲ့တော့ငါမင်းပြောအောင်လို့ငါမျက်လက်တစ်ခုပြမယ်လားလိုက်ခဲ့လားဟာကွာငါဒီဝါးချောင်းလေးတွေကိုရွှေငါးဖြစ်အောင်လုပ်ပြမယ်လားမင်းဟုတ်ရလားကွာမင်းကလေကြည်ထားကွာဒီမှာဒီဝါးချမ်းလေးတွေကိုရွှေငါးလေးတွေဖြစ်အောင်လုပ်ပြမှာကြည်နေကြည်အောင်ငုံကြည့်ဗမာတို့ဝါချမ်းမှာပဲရွှေငါးလည်းမဖြစ်ဘူးဒီကလေစိတ်ရှိသမ်းမှာနည်းနည်းလေးငုံကြည့်အောင်အုံမနောဆက်အုံခုနပြီးကားတော့မင်းတို့လည်းယုံနေရပါလားရွှေငါးတောက်ကြီးနေတဲ့ကောင်လေးဟာမိမရေမေးလာတယ်ဟဲ့လာပြီတော့ဟဲ့ဟာမောလိုက်လားမေးအဆုံးပါပဲလားလာမေးမမောပါဘူးတော့ဟဲ့ငါလားကြိုက်တဲ့ဟာတွေကုန်ပါခဲ့တယ်နော်ဟဲ့မေးသမီးမာလာတွေလည်းမပါဘူးမနိုင်တော့လို့သမီးရေနောက်တစ်ခေါက်ထက်လာခဲ့ရင်ဝယ်ခဲ့မယ်နော်သမီးလေးပါလာတာတွေအကုန်လုံးကလည်းသူ့သက်မှတ်အတွက်ကြီးပဲသမီးကချွေးမာလာသမီးလားမသေးခွဲတော့ဘူးနော်မိမလည်းကွာအမေကိုစိတ်မဆိုးပါနဲ့နောက်တစ်ခေါက်ကျရင်အမေကမင်းတို့ဝဲလာခဲ့မှာပါကွာအခုမင်းကြိုက်တဲ့ဟာလေးတွေချက်ထားတယ်တော့ဆက်လိုက်အောင်တော့အသမီးလေးရဲ့အမေကိုစိတ်မဆိုးပါနဲ့အမေတမောက်ပေါ်ကောင်းပြီတယ်ဆိုတာလေငါသမီးလေးပေါ်ကောင်းအောင်လို့ပါနော်သမီးငါသမီးလေးစိုးရင်တော့မှလေအမေကိုပဲလားတိုင်ပါနော်ရောက်ခမညိုညင်တာနဲ့အမေညိုညင်တာဘယ်ဟာပူကောင်းလဲဆိုတာဩမိဘမြန်နော်သားသမီးကိုပူလဲလိုက်တာငါသမီးလေးနားလည်နေမှာပါနော်သမီးလေးဟုတ်ကဲ့ပါမေရဲ့သမီးနားလဲပါပြီနော်ကဲသားနဲ့သမီးရေအမေပြန်တော့မယ်နော်သွားအမေဩဒါနဲ့အမေသမီးကိုစိတ်ချနော်တာချစ်ခင်နဲ့ view ဆိုင်မှာပါအမေသူစိုးလို့ရှိရင်လည်းအမေတိုင်ပါနော်အေးပါငါသားလေးအမေသွားပြီနော်သားနဲ့သမီးချစ်ခင်နေကြနော်ညီမလေးကိုကြီးဘာကူညီပေးရမလဲမင်းကလေးတယောက်တည်းလမ်းမှာမြင်တာဘယ်လိုမျိုးစားမှတ်နေလဲမသိဘူးမဟုတ်ပါဘူးညဘက်ကြီးလေးမင်းကလေးတယောက်တည်းဆိုတော့အကူညီလို့နေမလားလို့ပါကျွန်တော်ကဘာကူညီမှမလို့ရှင်တို့ကမင်းကလေးချောလာလေးမြင်အယုံဝင်ရှင်ရိုးနေပြီကျွန်တော်ကစိတ်ရင်းမှန်နဲ့ကူညီနေတာပါဘာသမောပါမရှိပါဘူးဗျာဘာကူညီမှမလို့ရှင့်ကိုပြောပြီးပြီလေကိုလန်းကိုသွားပါပြီဗျာဘာကူညီမှမလို့တော့ရင်လေညာလေးတယောက်ထဲလားဟာအမျိုးသမီးဘာကိစ္စကျမကိုအဲ့လိုလောက်တာတော့လာပါညာလေးရဲ့အခုလေကျမကိုကူညီပါဦးကျမကိုနှောက်ချက်နေလို့နမသားချင်းမစားတာတဲ့ကွာကျမစောနာပြောရတယ်ကိုအပြစ်မယူနဲ့နော်အခုလေကျမကိုအိမ်ထိပြန်လိုက်ပို့ပဲပါလားကျမလူရန်ကားတွေနဲ့ကြောက်လို့အထက်နောက်ဆက်မှာဆိုးလို့ပါရတယ်ကိစ္စမရှိဘူးတက်ဘာအေးအောင်ချိုးမင်းဘာလို့ဖုန်းနေလဲဆော်တော့ငါချိုးပေးပြမှာပဲဖုန်းနေတဲ့ဆော်လို့ရှိရင်တော်ငါနီးလို့ဟဲ့မိုးလုံးမရေချိုးပေးမချီဘူးကောင်းလားခုလားအမေကဘာသိလို့တော့မစောနဲ့လို့ပြောနေတာဖုန်းလေးလူးလိုက်နေတဲ့ဟာကြီးကိုဘယ်လိုလုပ်ရမလဲလောင်းလို့ပြောနေတာအော်အေးပိုင်ထက်ရိုက်မှာအေးပတ်ကြီးသူ့ကိုပဲထက်ရိုက်မှာဖုန်းနေတဲ့မစောနဲ့လို့ပြောနေတာလူးလိုက်နေမှာတော့အေးတုံအေးအနောက်နေစောကြည့်နောက်နေစောကြည့်အေးနောက်နေလောင်းနည်းနည်းချိုးဖြားရင်ထက်ရိုက်မှာလို့ပြောပြီးသားနော်အေးဖြားရင်ထက်ရိုက်မှာပြောပြီးသားလောင်းလေပါရဲ့နော်လောင်းမချီဘူးတော့ဖြားရင်ထက်ရိုက်ခံရမယ်မဟာကွာပတ်စံလည်းပြတ်သွားပြီဟေးခီးသွားလာတာလည်းမလွယ်ဘူးလမ်းခီးရှစ်ဆက်သွားအောင်မှလည်းဝေးကြံသေးတယ်ကွာတနေ့ကုန်လုံးလည်းဘာမှလည်းမစားသေးဘူးဖိုက်ဒီလည်းစားလိုက်တာပတ်စံလည်းပြတ်တယ်ကွာဘယ်လိုလုပ်ရမလဲမသိဘူးဖိုက်ဒီစားလိုက်တာချိုးလိုက်တာဟဲ့ကောင်းလိုက်တာနောက်နေ့ဒီလိုမျိုးဝယ်ခဲ့အောင်ဟဲ့ဒီမှာအန်ဒီတယောက်တော့စားနေတာကွာငါအဲ့နာသွားပြီးတော့ကိုညီလေးတောင်းကြည့်အောင်မယ်အန်ဒီဟာကျွန်တော်ပြောရမှာတော့အားနာတယ်ဗျာကျွန်တော်ဟိုဘက်လမ်းခီးမှာသွားလာရင်လည်းကျွန်တော်ဈေးလေးပြတ်သွားလို့ပါကျွန်တော်တို့တခုခုတော့ကူညီပေးပါအောင်ပါကျွန်တော်မနှက်ခင်းရလဲလေအခုချိန်ဒီဘာမှလည်းမစားရသေးလို့ပါအန်ဒီကျွန်တော်တကယ်ပြောနေတာပါဗျာကျွန်တော်လိန်စားတဲ့သူလည်းမဟုတ်ပါဘူးကျွန်တော်ဟိုဘက်ကိုခီးဆက်ကမှလေကျွန်တော်မနှက်ကလေးကဘာမှလည်းမစားရသေးဘူးအဲကြောင့်ကျွန်တော်တကယ်အကူညီလို့ပါဗျာကျွန်တော်လိန်စားတဲ့သူမဟုတ်ပါဘူးเนาะကျွန်တော်ကူညီပါအောင်ဗျာတခုခုတော့ဟုတ်အာယုံတော့တာဟဲ့ဘာမှလည်းမကူညီနိုင်ပေးလည်းမပေးနိုင်ဒါမျိုးတွေကရိုးနေပြီနော်ဘာမှလာမပြောနဲ့အုံနောက်6တာသွားအော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်သွားလိုက်ပါအောင်မယ်နော်
ဟယ်လိုချစ်ကိုရောက်ပြီနော်ချစ်မတော့ချစ်ကဘယ်မှာတော့ကိုဘယ်မှာတော့ချစ်လက်တငယ်ချင်းတွေနဲ့လာနေပြီဟာလည်းရောက်နေပြီအမလီကြောညက်သွားပြီဟယ်လိုကိုမတွေ့ဘူးနော်ဘယ်မှာတော့မတွေ့ဘူးလားဟောချစ်ကိုဒီမာလေးကိုဒီမာရှင်းလားဟုတ်တယ်လေကိုနဲ့ချစ်လာတာ3လတော့ရှိနေပြီ တစ်ချက်သူကဒါကြီးလားမစိုးပါဘူးဟဲ့ဝင်ငွေကောင်းပါတယ်900နဲ့မြော200နဲ့ရော ဟမ်ဒါမဟုတ်ဘူးကျွန်တော်ရှင်းဘာလို့မဟုတ်အောင်မတော့ကျမကိုတငယ်ချင်းတွေရှင်းမှာခေါ်ပြီးရှက်ခွဲတယ်ပေါ့ဟမ်ဒီအနေထားယူမှာဒီ outfit ကြီးမှာအမနာရှင်းလို့ရတယ်မနေပြီနော်ချစ်အားရအကြောင်းမှမရှိဘူးဒီလိုပုံစံမျိုးမှမသိလို့ကြိုက်မိတာနောက်လမ်းတွေတော့မခေါ်ရှင်းနဲ့ကျမနဲ့ဒီမှာနေပြီး outfit တနာတယ်တော့မရတငယ်ချင်းတွေမင်းကအဲ့လိုမိန်းကလေးလား မလေနေကိုအဲ့လိုမိန်းကလေးမှမသိလို့လည်းပြောနေတာတော့ရောဩအမြင်နဲ့ပဲဆုံးဖြတ်ကြတာဟိုးဟဲ့ကောင်မလေးပြိုင်ကားရတာလှလိုက်တာငါတို့ပုံရရအောင်အမေငါကြတော့ပြောချင်ရတယ်ပြောသွားပြီသူတို့ကငါကားနဲ့မြန်ဓာတ်ပုံရိုက်နေတာလှမ်းလိုက်အောင်ရှင်းအမေငါရဲ့စီးတော်ရင်းနဲ့ပုံရိုက်ရှင်နေပေါ့ဟလားဟဲ့ဒါရှင်ကတူတူကာရာနီနူကြောင့်ငါသားတို့သမီးတို့ရေကြီးလာရင်သားတို့သမီးတို့ဖြစ်ချင်တဲ့ရီမန်းချက်လေးတွေထားပြောရအောင်ဟေးပြီးရလို့တာကောင်းကြီးမင်းကနေစားလိုက်မယ်ထဆရာမဒါစီးပွားရေးပညာရှင်ကြီးလုံမှာပါဆရာမစီးပွားရေးပညာရှင်ကြီးဖြစ်မှာလေကားကောင်းသားကြီးတိုက်ကြီးတွေနဲ့နေရမှာပါဆရာမဟောအေးကောင်းတယ်ဒါကောင်းထိုင်သားရီမန်းချက်တော်တယ်ဒါနဲ့ဖိုးလုံးထားမယ်ဟုတ်ဆရာမဒါဆရာဝန်ကြီးလုံမှာပါကြီးလာလို့ရှိရင်လူတွေကိုစိတ်ကူပေးနေတာပါဆရာမတော်လိုက်တဲ့ငါသားလေးတွေပါလားအေးဟုတ်ပြောပြီတော်တယ်အေးသမီးဘုန်းတော်မညီကလေးထပြောပါအောင်အေးငါသမီးလေးဟုတ်ဆရာမသမီးကလေစီးပွားရေးပညာရှင်ကြီးရဲ့မိန်းမဖြစ်ချင်တာပါဆရာမသမီးဆရာမပြောတာအဲ့လိုမဟုတ်ဘူးလေသမီးကြီးလာရင်ဖြစ်ချင်တဲ့ရီမန်းချက်ကိုမေးတာဟုတ်တယ်လေဆရာမသမီးရဲ့ရွေချက်ကလည်းဘာလို့မှမလုပ်ဖက်နဲ့ပတ်စံတွေအများကြီးထိုင်သုံးချင်တာအားကြောင့်မလို့စီးပွားရေးပညာရှင်ကြီးရဲ့မိန်းမလုံးမှာသမီးဘိုးချုပ်မဟုတ်သေးဘူးလေအဲ့လိုမဟုတ်ဘူးဆရာမပြောနောက်တစ်ခုဖြစ်ချင်တာပြောဟုတ်ဆရာမအဲ့ဒါဆိုလို့ရှိရင်လေဆရာဝန်ကတော့ဖြစ်အင်ဂျင်နီယာကတော့ဖြစ်ရသမီးကျင်တတ်ပါတယ်ဆရာမအဲ့ဒါပဲလုပ်တော့မယ်နော်ဆရာမဘိုးချုပ်မညီရတော့ဟုတ်သေးဘူးငါစိတ်ကမထိန်တော့ညီအကြောင်းပိတ်ခံလေးရိုက်ခံရင်းနေတာငါထိုင်ဟုတ်ဆရာမလည်းကိုကြီးမှန်ချက်ကိုပြောတာဒီနော်ဖုံးလည်းမကင်ဘူးဘယ်ချိန်ရှိနေပြီတော့ခုထိပြန်မလာဘူးမင်းဘာဖြစ်နေရရောဘာဖြစ်ရမလဲငါသားရဲ့မင်းဖေလေးဒီမှာအချိန်လုံးနေပြီဖုံးဆက်တာလည်းမကင်ဘူးတက်ပြခေါ်ပေးရမှာလားမင်းဖုံးတော့မကင်တာတာဖုံးကင်ပါမလားသားလေးရဲ့မင်းနဲ့တာရဲ့ဒူဘူးရေမလေးဒါဆိုလဲဆက်သားဆက်လိုက်အဲ့ဘူးရာဒီဝရတာကြတယ်ဟမ်သားကြောက်တယ်တယောက်တည်းလားမင်းမရှိရလေမင်းပဲသွားရတော့မင်းအောင်ဘေဘီနဲ့တူဘူးရဟမ်မဟုတ်ဘူးလေဖေဖေတငယ်ချင်းနေနဲ့ငါသားရဲ့အမေရချီပြီးရေးတွေ့တာပဲဟမ်ငါသားโอเคဖေဖေခိုးလာပြီဖေဖေခုပြန်လာခဲ့မယ်သားရေမင်းဖုန်းဆက်လိုက်တာမင်းဖေမေးစီဖုန်းနေဆက်လာနေပြီဖေဖေခုပြန်ရတယ်ဖေဘုတ်ကနေမကိုင်းဘူးတော်လိုက်တယ်ငါသားလေး